လုံးဝမင်္ဂလာပါရှင်အတွင်ဒီနေ့ဖတ်ပြမယ်ခေါင်းစဉ်လေးကဘဝမှာအရန်ခက်ခဲလာတဲ့အခါတဲ့အတွင်နဲ့တူတူနားဆင်ကြည့်ကြအောင်နော်ဘဝမှာတဲ့အရန်ခက်ခဲလာတဲ့အခါမှာတဲ့နံပါတ်1ချက်ကလမ်းလျှောက်ပါတဲ့လမ်းလျှောက်ခြင်းဟာတဲ့စိတ်ကိုကြည်လင်စေတယ်တဲ့နံပါတ်2ချက်ကအနားယူပါတဲ့ကိုလှုပ်ချင်တာတွေကိုလှုပ်ဖို့အတွက်တဲ့တနေ့တာအနားယူလိုက်ပါတဲ့နံပါတ်3ချက်ကရရောပါတဲ့သစိမ်းတယောက်ကိုတဲ့တခုခုပေးပါတဲ့ပေးကမ်းခြင်းတွေဟာတဲ့မိမိရဲ့စိတ်အတွင်းပိုင်းတွေကိုတဲ့နှွေးထွေးစေပါတယ်တဲ့နံပါတ်4ချက်ကတယောက်တည်းတဲ့အထီးကျန်တာတွေမဖြစ်အောင်တဲ့ကော်ဖီဆိုင်ဒါမှမဟုတ်လူရှုပ်တဲ့လမ်းမှာထိုင်ပြီးတော့တဲ့မိမိရဲ့ပတ်ဝန်းကျင်ထဲမှာနမြုပ်လိုက်ပါတဲ့လူတွေနဲ့စကားပြောနေစရာမလိုပါဘူးတဲ့နံပါတ်5ချက်ကလေ့လာပါတဲ့မိမိတွေ့ကြုံရတဲ့အရာတွေကိုစာပွေပါတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းဖို့အသိပညာနဲ့အရင်းမြစ်တွေကိုတဲ့စာပွေလေ့လာပါတဲ့နံပါတ်6ချက်ကကြိုတင်ပြင်ဆင်ပါတဲ့တနေ့သာလှုပ်ဆောင်ရမယ့်စက်ရင်းကိုတဲ့ညကလေးကတဲ့ခြရေးထားပြီးပြင်ဆင်ထားပါတဲ့နံပါတ်9ချက်ကအာသာချက်များမိမိမှာတဲ့အားနည်းချက်ပဲရှိတာမဟုတ်ဘူးတဲ့အာသာချက်တွေလည်းရှိတယ်ဆိုတာကိုသတိရအောင်လို့အာသာချက်အချက်20စက်ရင်းကိုခြရေးပါတဲ့နံပါတ်10ချက်ကစစ်ကိုဆက်သွားပါတဲ့ဘာပဲဖြစ်ဖြစ်တဲ့တင်းငယ်တဲ့ခြေလမ်းတွေကိုဆက်လန်းပါတဲ့ဘာမှမလုပ်ပဲငြိမ်းနေခြင်းကတဲ့ခိုက်ခဲတာတွေကိုပို့ပြီးတော့တွေးမိစေပါတယ်တဲ့နံပါတ်9ချက်ကဟင်းချက်တာဓာတ်ပုံရိုက်တာလိုမျိုးဝါသနာဟောင်းတစ်ခုကိုပြန်လုပ်ပါတဲ့တစ်ခုခုမရှိလည်းရင်တဲ့တစ်ခုခုကိုပြန်ဖန်တီးပါတဲ့နံပါတ်10ချက်ကဦးစားပေးပါတဲ့အရေးကြီးတာတွေကိုအခုပဲဆုံးဖြတ်ပြီးလုပ်ပါတဲ့မလိုအပ်တဲ့အပိုလုပ်တွေကိုညှင်းဆိုပါတဲ့နံပါတ်7ချက်ကစိတ်ကြည်အောင်လို့အေးဝဝအိပ်ပါတဲ့ညတိုင်း9နာရီကနေပြီးတော့9နာရီကြာအောင်အိပ်ဆက်အနားယူပါတဲ့နံပါတ်7ချက်က YouTube ပါတဲ့ငငယ်ကားတဲ့လှုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုကိုတဲ့လုပ်ပါတဲ့ဘဝကိုတဲ့အရန်လေးနဲ့မထားပါနဲ့တဲ့နံပါတ်13ချက်ကငိုချပါတဲ့စိတ်ညစ်နေတဲ့စိတ်ခံစားချက်အလုံးကိုတဲ့လှုပ်ပေးလိုက်ပါတဲ့ပိုကောင်းလာလိမ့်မယ်တဲ့နံပါတ်14ချက်ကတင့်ကိုတင်တဲ့ပြောဆိုမှုတွေကိုစစ်ဆေးပါတဲ့မိမိကိုယ်ကိုအပြတ်သဘောဆောင်တဲ့ပြောဆိုမှုတွေကိုဆောင်ပါတဲ့နံပါတ်15ချက်ကချရေးပါတဲ့စိတ်ခံစားချက်တွေကိုတဲ့ချရေးတဲ့အလေးထားကိုမွေးမြူပါတဲ့ဒါကတဲ့တင်းစိတ်ကိုလွတ်မြောက်အောင်တဲ့ကုညီပေးပါလိမ့်မယ်တဲ့နံပါတ်16ချက်ကဘဝသည်တဲ့ခရီးတစ်ခုဖြစ်ကြောင်းတင့်ကိုတင်သတိပေးပါတဲ့အခုကြုံရတဲ့အခက်အခဲတွေကတဲ့ယာယီဖြစ်ပြီးတော့ပြီးဆုံးသွားမှာဖြစ်ကြောင်းကိုသတိပေးပါတဲ့အခုအချိန်ကတဲ့ဘဝကခက်ခဲနေရင်တဲ့အထက်ပါအချက်လက်တွေကိုတဲ့လောက်ကြည့်ပါတဲ့ဘဝမှာလက်လျှော့မဲ့ကြံလိုက်တိုင်းတဲ့ဒီအချက်ကလေးတွေကိုလိုက်ပြီးတော့လောက်ကြည့်ပေါ့နော်အားလုံးပဲဆင်ပြေကြပါစေဒီစာရေးသူကိုရေးတဲ့သူကိုလည်းလေးစားဂုဏ်ပြုပါတယ်ရှင်စာရေးဆရာကိုလည်းလေးစားဂုဏ်ပြုပါတယ်ရှင်ဒီစာတိုလေးရနေပြီးတော့သုံးတဦးအတွက်တခုခုလည်းအကျိုးရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် good night ပါ